ဖို့အတွက်ဘာပြောလို့ပြောရမလဲမသိဘူးဆိုတဲ့အခြေအနေတွေတချို့တွေတော်တော်များများဖြစ်ပူကြလောက်မယ်လို့ထင်တယ်။မီစင်ကိုယ်တိုင်လည်းအဲ့ဒီအခြေအနေကိုကြုံတွေ့ခဲ့တဲ့သူတယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့မီစင်ရဲ့အတွေ့အကြုံလေးကိုပြန်ပြီးတော့မှမျှဝေပေးချင်ပါတယ်။မီစင်ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့မှ content ဗီဒီယိုတွေမရိုက်ဖြစ်တာတော်တော်လေးကိုကြားခဲ့ပြီးဖြစ်တယ်။ဘာကြောင့်မလို့မရိုက်ဖြစ်လဲဆိုလို့ရှိရင်တခြားသော content ပိုင်းကိုသွားနေရဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဗီဒီယိုနဲ့ကိုလာဖို့အတွက်မီစင်အနေနဲ့မှာပေါ့နော်ရည်ရွယ်ချက်ဆိုတဲ့အရာတွေကပျောက်ဆုံးနေရမျိုးတွေဖြစ်တယ်။နောက်တစ်ခါကျတော့ဒီဗီဒီယိုကိုဘာအတွက်လာရိုက်ရတာလဲဘာတွေကိုပြန်ပြီးမျှဝေပေးချင်တာလဲဆိုတော့အကြောင်းအရာကိုမသိရှိတော့တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့မှဗီဒီယိုဖန်တီးဖို့ရိုက်ဖို့အတွက်ကိုဘာပြောလို့ပြောရမယ်မသိတဲ့အခိုက်အတန့်မျိုးတွေရှိလာခဲ့တယ်ပေါ့နော်။အဲ့ဒီခါမှာမီစင်တို့ဘာပြန်လုပ်ရလဲဆိုလို့ရှိရင်ကို့မှာplan တွေပြန်ပြီးတော့မှအစီအစဉ်တွေပြန်ပြီးချရတယ်။ဒီဗီဒီယို content ရိုက်ဖို့အတွက်ကိုကဘာရည်ရွယ်ချက်နဲ့ဗီဒီယိုကိုရိုက်မှာလဲနောက်ဒုတိယချက်ကကြတော့ဒီဗီဒီယိုကနေပြီးတော့မှကိုကဘလို့အကြောင်းအရာမျိုးကို message ပေးချင်တာလဲဘယ်သူတွေအတွက်ပေးချင်တာလဲဆိုတဲ့အရာမျိုးကိုမီစင်တို့ပြန်ပြီးတော့မှရှာဖွေရတယ်အဲ့လိုသိရှိမှပဲဗီဒီယိုကိုပြန်ပြီးတော့မှပြန်ရိုက်လာနိုင်တယ်ပေါ့နော်အဲ့လိုမသိရှိဘူးဆိုလို့ရှိရင်ဗီဒီယိုရိုက်ဖို့အတွက်ဘာပြောရမလဲမှန်းလည်းမသိဘူးဘသူအတွက်စွာလည်းမသိတဲ့အခါမှာဆိုလို့ရှိရင်ဗီဒီယိုတစ်ပုဒ်ကိုရိုက်ဖို့အတွက်ပြင်းနေတယ်မလှုပ်ချင်ဘူးအလားတွေလည်းမပြင်ချင်ဘူးအဝတ်စားလည်းမလဲချင်ဘူးဒီလိုအခြေအနေမျိုးတွေဖြစ်ပေါ်လာတတ်တယ်ပေါ့နော်ဒါကြောင့်ဒီဗီဒီယိုကနေပြီးတော့မှကိုဟာဗီဒီယိုရိုက်ဖို့အတွက်ဘာပြောလို့ပြောရမယ်မှမသိဘူးဆိုတဲ့သူတွေအနေနဲ့ပထမဦးဆုံးဗီဒီယိုရိုက်ဖို့အတွက်ကိုဟာဘာအတွက်ကြောင့်ရိုက်မှာလဲဆိုတော့ရည်ရွယ်ချက်ကိုရှာဖွေပါဒုတိယတစ်ချက်ကကျတော့ဒီဗီဒီယိုထဲမှာကိုကဘာ message ကိုပေးချင်တာလဲဘလို့အကြောင်းအရာမျိုးကိုပေးချင်တာလဲဆိုတဲ့အကြောင်းအရာတွေကိုမှရှာဖွေပါအဲ့လိုမျိုးဆိုလို့ရှိရင်တော့ကိုဟာကင်မရာရှိကိုလွယ်လွယ်ကူကူနဲ့ထွက်လာနိုင်မှာဖြစ်လို့မျိုးဗီဒီယိုရိုက်ဖို့အတွက်လည်းအရင်လိုမျိုးဘာပြောလို့ပြောရမယ်မှမသိဘူးဆိုတဲ့အခြေအနေကိုကြော်လွှားနိုင်မှာပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ဖုန်းနဲ့ဗီဒီယိုတွေကိုဘယ်လိုမျိုးအလွယ်တကူတီးဖြတ်ရမလဲဆိုတာကိုမျှဝေပေးနေတဲ့မီစင်ပဲဖြစ်ပါတယ်